6မျိုးတရားတော်တရားဓမ္မဒီနေ့ဘာဟောကံ6ချက်ကိုဟောလိမ့်မယ်လို့ဒီနေ့တရားဓမ္မတွေမှတ်ထားကြပါအဲ့ဒါဒီကံနဲ့ပတ်သက်လာတော့ရှိဥစွာဒိဋ္ဌိကလေးကိုထုတ်ပေးရည်ဦးနဲ့တရားဓမ္မတွေနော်ကံနဲ့ပတ်သက်လာတော့ကမ္မောမြရှိဖို့ကလနာကမ္မဝါဒီဒိဋ္ဌိဖြစ်ပါဘုန်းကြီးများကအမှန်တန်ဆိုရကမ္မဝါဒီဒိဋ္ဌိဖြစ်မှာဆိုရင်ဒီကမ္မဝါဒီဒိဋ္ဌိဖြစ်မှာကိုဆိုရင်ဒီလို့ဆိုတာတရားဓမ္မတွေမှတ်ထားကြပါဘာဆိုရင်ပါလဲကမ္မဝါဒီဒိဋ္ဌိဖြစ်မှာသိဆိုရင်ခိုင်းတို့ကြာနဲ့တကယ်သတိထားပြီးဒီကလာဩငါတို့လွယ်ဆရာဘုန်းကြီးပြင်ပေးဖို့ခရရလည်းပြင်ပေးဖို့လို့အောက်မိတ်ကြတယ်နော်ဓမ္မတွေကဘာများအကုနေကြကြတော့မေးလို့ရှိရင်နိဗ္ဗာန်မြတ်မြတ်စကြာဗျာကံမဲ့အကုရတာပေါ့ဒီလိုမြည်ကြပါနိဗ္ဗာန်မြတ်မြတ်စကြာကံမဲ့အကုရတယ်ဗျာလို့ဆိုတော့ဩတရားဓမ္မတွေကံကူကအကုလုံးထားကြနော်ကံကူကအကုလုံးထားပြီးဒီကလာနေကြပါဘာကြောင့်ကံကိုအာဟုလုံးထားကြပါလိမ့်မလဲလို့မေးတဲ့ခါကြလို့ရှိရင်အချို့သောသုတ်တံဒေသနာတော်မှာကမ္မတော်ကမ္မတကောကံသာရင်မိသုတ်တံဒီလိုဟောထားတယ်ရှိကမ္မဒါရတော့ကံသာရင်အမှုစံကမ္မယောနိကံသာရင်ဖြစ်ကြောင်းကမ္မပရိပ္ပရဏကံသာရင်ကိုယ်ကိုရှိဒါလေးကြာဖို့ဒီကကလာနေတော့ဩတို့မှာကံမကိုယ်ကိုရစိတ်ကြရရှိတော့တာကံအားကိုရညီကြပါဒါရဖြင့်လူတိုင်းအယူလို့ပဲဘုရားဘာသာမှန်ကလူတိုင်းအယူလို့ပဲလို့ဆိုလိုက်ဘုရားမောင်နေတို့ဗာများကိုနေကြတော့ကံမပိုက်ဖျားပြီးရောမဟုတ်တော့ကံမိကံပါကံပေးရတာပဲဗျကံကျွေးလှတာပဲဆရာအမြဲတမ်းပြောနေကြမှန်ပါဘယ်နဲ့မင်းတို့ကံကဘယ်ကံတုံးလို့မေးတဲ့အခါဟိုဘုရားကလည်းဟောထားတာဗျာသာယဝအနုပါယကံဒီအရေးတစ်ခွေနောက်ကလိုက်နေတယ်ဟောဘူးလားဟောပါသစ္စာကံဝယာယီတော်ဆိုတဲ့အတိုင်းကျုပ်တုတ်တန်ဒေသနာတွေကြလို့ရှင်းဖြင့်ယထာများသွားတဲ့အခါကျတော့ယထာဤဘေးကမိတ်ွက်တယ်ဟာဩမော်တော်ကားသွားလဲမော်တော်ကားမိတ်ွက်တယ်မော်တော်ကားသွားရလိုက်အဲ့ဒီလိုကံကနောက်ကလိုက်ပြီးဒီကလာနေတယ်လို့ယူပြန်လို့ရှိပြန်လို့ရှိရင်ဒါသုတ်တန်ကြီးလို့မှတ်လိုက်တာသုတ်တန်ကြီးလို့မှတ်လိုက်သမှာဓမ္မတို့တကယ်လိုက်နေတယ်လို့ခင်ဗျားတို့သင်လို့ရှိလို့ရှိရင်ဒီကံဘယ်တော့မှမချုပ်မပြတ်တဲ့သတ္တရဒိဋ္ဌိပဲသွားတယ်ဘောကြဒီကံဘယ်တော့မှမချုပ်မပြတ်တဲ့ဘယ်ဘက်ကိုသွားပါလဲသတ္တရဒိဋ္ဌိပဲသွားဟောဒါဖြင့်ကံအားကိုးတဲ့ပုဂ္ဂိုလ်ကံကအရေးကမှလိုက်ပြီးနောက်ကနေတယ်ကံဒီတကားလို့ရှင်ရှေ့ကနွားသွားနောက်ကလဲဘိန်းလိုက်နေတယ်ဒါတော့နဗံကံဆိုတဲ့မိမိကလေးကလိုက်နေတယ်ဟောတို့နောက်ကသူပဲစောင့်ရှောက်သူပဲလိုက်နေတာကိုလို့ဒီတရားရဲ့မောဟတဲ့ပုဂ္ဂိုလ်များဒီညတော့ကိုတရားနာထားရတဲ့ပုဂ္ဂိုလ်များကံပေါ်မှာသတ္တရာဒိဋ္ဌိရှိဘယ်လိုဆိုကြပါသတ္တရာဒိဋ္ဌိရှိပါကံပေါ်မှာသတ္တရာဒိဋ္ဌိရှိကံနောက်ကလိုက်နေတယ်ဆိုတော့မပြင်းမစည်းမဖောက်မပြဒီလေးပဲရောက်တယ်ရောက်ပါဒါရကဓမ္မတွေအားလုံးပဲလေးလေးနဲ့နဲ့ပေါင်းနေပြောနေနော်ဒီယူရှိမရှိကဲခတ်ကြရှိပါဘူးဘာလဲရှိဒီဘက်ကတည်းကလည်းရှိမရှိရှိမရှိဆိုတော့ကံမပြတ်တဲ့အိပဲယူတဲ့သဘောရောက်မရရောက်ပါဩဒါဖြင့်
ကံကိုမပြည့်တဲ့အိဗယ်ယူနေတော့အနတ္တဆိုတဲ့တရားဟာတခါတည်းတရားဓမ္မတို့သံဃာမှာအတ္တဖြစ်ရတယ်ကံဆိုတာစေတနာဘိက္ခုကမ္မဝရမိဘိက္ခုယံတို့အင်္ဂါဗျာတိစေတနာမင်းတို့သံဃာနဲ့ဖြစ်တဲ့စေတနာဆိုတဲ့သင်္ခါရခန္ဓာလေးကိုကမ္မံကံဝိအင်္ဂါဗျာတိဝရမိဟောဤစေတနာဆိုတဲ့နန္ဒမလေးကံဟောသဘောကျလားကံဆိုတော့ဘုရားဟောတာစေတနာနန္ဒမကိုဟောတယ်နန္ဒမဖြစ်တယ်ဒကာဓမ္မတွေကကဲခတ်ဒီစေတနာလေးခန္ဓာပွက်လို့ခန္ဓာထဲမှာဘယ်ခန္ဓာကျွမ်းတယ်ဘယ်လိုလဲဆိုတော့သင်္ခါရခန္ဓာရဲ့ကျွမ်းဘယ်တဲ့ကျွမ်းမှာလဲသင်္ခါရခန္ဓာရဲ့ကျွမ်းဒါဖြင့်သင်္ခါရအနတ္တသင်္ခါရယတ္တဣဒံဘိက္ခုအတ္တအဘုဒ္ဓနာဣဒံသင်္ခါရအဘာရယသံဝတေယလဗ္ဗေဒသသင်္ခါရေတုဧဝမေသင်္ခါရဟောတုဧဝမေသင်္ခါရမဟောတုယတမအစခောဘိက္ခုသင်္ခါရအနတ္တစေနာလေးပါတော့သတ္တမသင်္ခါရအဝတေယံသံဝတေယံဒီလဗ္ဗေဒသသင်္ခါရေတုနဲ့အနတ္တလက္ခဏာသုံးများသင်္ခါရအနတ္တလို့မဟုတ်ဘူးလေစေနာဥပါဟောလိုက်အနတ္တလို့ဟောထားတာကိုဒကာဓမ္မတို့ဖြစ်ပြီးပြတဲ့သဘောပဲရမှန်ပါအဲ့ဒါလေးလူသွားရရိပ်ပါခဲ့လို့လိုက်ပြီးဒီကလာနေတယ်လို့လိုက်လို့ရှင်းတာအနတ္တအတ္တဖြစ်ပါဘောလို့ဘုရားဘာသာမှာဆုံးဖြတ်ချက်ချလိုက်မှန်ပါအနတ္တဘာဖြစ်အတ္တအောင်နိုင်တာမပြင်းမဖြစ်ဘူးဖြစ်ပါအားလုံးဒကာဓမ္မတွေမပြင်းရင်ဖြစ်ပါဘုရားဘာသာမှာရှိတဲ့အတ္တဝါဒဒိဋ္ဌိသာလို့သုံးတော့ကမ္မဝါဒီဒိဋ္ဌိကံကိုမပြတ်ဘူးလို့ယူတဲ့ဒိဋ္ဌိဒီမရဘူးလားအနတ္တလက္ခဏာသုံးနေတာသေချာဟောလိုက်တော့လေသူအနတ္တရဲ့ပါဝင်ဖြစ်မပါဘူးလားအနတ္တရဲ့ပါဝင်ဖြစ်ပြီးဒီကရသွားတော့တယ်ဆိုတာဒကာဓမ္မတွေရှင်းရှင်းလင်းလင်းမှတ်ထားသေးတာပေါ့ဒါဖြင့်လူသွားရရိပ်ပါတယ်လို့လိုက်နေတယ်လို့ဆိုတဲ့ဥစ္စာကဒကာဓမ္မတို့ဒီနေ့ကပြောသလိုနေရချဆောင်းပြီးကြလာတတ္တဝါတွေမှာဩကာမိကံဖဆိုတာပြပါစေတော့ဆိုပြီးကြလာသင်္ချောင်းဆောင်းဟောတာမှတ်ပါနိတ္တထဒေသနာကြတော့သင်္ခါရအနတ္တဟောလိုက်သင်္ခါရစေတနာဆိုတဲ့သင်္ခါရခန္ဓာတွေအနတ္တနာဟုတ်ဆိုတော့အနတ္တဟုတ်ပေါ့ဗျာသဘောကျအပြင်သင်္ခါရကနောက်ကလိုက်နေပါသလားအနတ္တပြုတဲ့နေရာမှာပဲချုပ်ပါသလားလို့မေးရင်မသိဘူးပြုတဲ့နေရာမှာချုပ်ပါဒါဖြင့်အဲ့ဒါမှတ်ထားလိုက်နော်တိုက်ရိုက်ခေါ်တဲ့နေရာတော့အနတ္တပဲခေါ်လိုက်ဘတ်တော်တွေငဲ့ပြီးနေရတဲ့ဆောင်းပြီးဒီကလာသိဖို့ရနေရာညနေရာကြတဲ့ခါကျလူသွားရရိပ်ပါတယ်လို့ပေါ့ကွာသူကနောက်ကလိုက်နေတာပဲကာမိကံဖနဲ့မင်းတို့နေကြရတာကမ္မသဘောကံကလည်းမိမိဥစ္စာတခါတည်းဘုရားကကမ္မသဘောကမ္မထာရောဘိငါတို့များဟောလိုက်တဲ့ဖြစ်ချင်းဒကာဓမ္မတို့မယူရလို့ချင်းကံပေါ်ပါသတ္တရာတွေဖြစ်သဘောကျမယူရလို့ချင်းကံလေးရတော့နောက်ကမြဲလိုက်ပြီးဒီကလာနေတော့တို့ပါစင်းကြရှိတော့တို့ကံကောင်းနေနောက်ကလိုက်နေတာပဲကာမိကံဖတွေအမြဲဆောင်ရှောက်ပြီးဒီကလာနေတယ်ဆိုတော့သူတို့ကဘယ်တော့မှမပြည့်စည်တဲ့တရားဒီနေ့ကပြောသလိုထိုးလဲမကြံဆွဲထူတဲ့သဘောစီးပွားရော့သွားမယ်ဆိုလို့ရှိရင်သူကထည့်ပေးတဲ့သဘောမကြမ်းပါဘူးဆိုရင်သူကနေကြမ်းမအောင်လုပ်ပေးမယ်သဘောဒီမရောက်ဘူးနောက်တော့သူကနောက်ကတခါတည်းဒကာဓမ္မတွေကိုအမေဖေကလေးလေးသွားတဲ့နောက်တော့အမေဖေကနေပြီးကြတယ်မလဲမပြောင်းလက်မောင်းလေးဆွဲပြီးဒီကလာနောက်ကလိုက်နေသလိုလိုက်တဲ့အိဗယ်မျိုးယူထားလို့ရှင်းဗာရိဋ္ဌိဖြစ်ကြမယ်ရှင်းကြတယ်အဲ့ဒါဗုဒ္ဓဘာသာမှာရှိတယ်လို့ဘုန်းကြီးကပဲယူလိုက်ပါတယ်ဘယ်နဲ့ဆိုကြမလဲရှိပါဘုရားဘာသာမှာရှိတဲ့ဒိဋ္ဌိပဲလို့ဆိုလို့ရှိရင်ကံပေါ်မှာသတ္တရာဒိဋ္ဌိရှိနေခိုင်နေမြဲတယ်လို့ယူတဲ့သတ္တရာဒိဋ္ဌိရှိမရှိရှိပါဒါပြန်အနတ္တလက္ခဏာသုံးနဲ့ညှိလိုက်တဲ့အခါကျတော့သူမြဲတဲ့တရားလားမမြဲတဲ့တရားမမြဲတဲ့တရားသင်္ခါရအနတ္တသင်္ခါရစိုက်တံဘုရားအတ္တအဝိဇ္ဇာတကယ်လို့မင်းတို့နောက်ကလိုက်နေတယ်လို့ဆိုညာဟုတ်လား
နာယကသင်္ခါရအာဘာရယသံဝတ္တယဒီသင်္ခါရလေးကပြည့်စည်ဖို့ရအကြောင်းကိုမရှိဘူးတဲ့မနနောက်ကလိုက်နေတယ်ဆိုလို့ရှိသေးရလားမရှိပါဘူးလဘေရသသင်္ခါရေဥပမေသင်္ခါရဟောတုဥပမေသင်္ခါရမာဟေသုံးတိဒီသင်္ခါရကဖြစ်ဒီသင်္ခါရမဖြစ်စေသတိအကုသိုလ်စေနာဘယ်တော့မှမလာစေသတိကုသိုလ်စေနာတန်တော့ကလိုက်နေစေသတိရရမရတော့ဩဒါပြန်အနတ္တပဲလို့ဆိုကြပါစို့နော်မှန်ပါနှုတ်ကောင်းတဲ့ကြောင့်သုတ်တန်ဒေသနာတော်မှာဆာယဝအနုပိုင်ကြီးယထာကာနိဝယာယတော်ဟောရပါလိမ့်မယ်လို့ပြောတော့နေရထိုင်ခေါင်းပိဋကရတတ္တဝါတွေသိအောင်လို့ဟောလိုက်တာပါဆောင်းဟောတဲ့အိဗယ်ပဲတဲ့ရမြည်လိုက်ပါနဲ့ခန္ဓာကတကယ်လိုက်တယ်လို့မြည်လိုက်ပါနဲ့မှန်ပါသဘောကျဆောင်းဟောတဲ့အိဗယ်နော်မှန်ပါတဲ့ရယူလိုက်ရင်မှားသွားမယ်ဆိုတာသဘောကျဒကာဓမ္မတွေဒီနေ့နာကြည့်နေတဲ့ထောင်မှာကံ၆ချက်မဟောခဲ့ကံကိုရှင်းပေးနေတယ်ဆိုတာမှတ်လိုက်ကြမှာနော်ဒါပြန်တပည့်တော်လှုပ်တဲ့ကံတွေဟာအဟောတိကံပဲဖြစ်ရတော့မလားဗျာလို့ဒကာဓမ္မတွေကမေးဖို့မလိုဘူးဒကာဓမ္မတို့အဟောတိကံလည်းရှိတာပဲအဟောတိကံမဟုတ်တာလည်းရှိတာပဲလို့ဘုန်းကြီးကပဲဖြေထွက်ပါတယ်အဟောတိကံလည်းရှိတာပါပဲသဘောကျအဟောတိကံမဟုတ်တာတွေရောရှိပါဘူးနော်အဟောတိကံမဟုတ်တာအဟောတိကံတော့ရှိပါသေးတော့ဗျာအဟောတိကမဟုတ်တာတွေကတော့ဘယ်လိုများပါလိမ့်မလဲလို့မေးတဲ့အခါကြလို့ရှိရင်ဒီကံအဒီမှာပဲချုပ်ဆွမ်းတော်တင်တဲ့နေရာမှာဆွမ်းတော်တင်တဲ့စေနာကံလေးကဆွမ်းတော်တင်တဲ့နေရာမှာချုပ်မိထွန်းတဲ့စေနာကံလေးကမိထွန်းတဲ့နေရာမှာချုပ်ပါမေတ္တာဖို့တဲ့စေနာကံလေးကမေတ္တာဖို့တဲ့နေရာချုပ်ပါချုပ်တာပဲသူဘယ်နည်းနဲ့မှဘတ်တော်နောက်လိုက်နေရမလိုက်ဘူးရှင်း납ပါမလိုက်ဘူးဆိုတော့သိကြလားသိပါပါတိုက်ရိုက်ယူလိုက်တော့တိုက်ရိုက်အဘိဓမ္မာဒေသနာတော်ပုဂ္ဂိုလ်တ attva မငဲ့ပဲနဲ့အမှန်ကိုပြောဟောပြီးဒီကလာယူလိုက်တော့မလိုက်ပါဘူးတရားဓမ္မတို့ဘယ်လိုဆိုကြမလိုက်ပါဘူးတိုက်ရိုက်ဟောတော့မလိုက်ပါဘူးလို့ဆိုတာကမှတ်လိုက်ပါတော့ရှင်းမလားရှင်းပါဘယ်ဥက္ကဋ္ဌကြီးတဲ့ရှင်းနိုင်ကနတ်တဲ့ကမှသုံးနဲ့ညှိပြလိုက်နော်မလိုက်တာသေးကြရမှာဘာကြောင့်မလိုက်တဲ့လုံးမေးတဲ့အခါကျတော့အိုးနန္ဒမလည်းဖြစ်အနတ္တလည်းဖြစ်နေလို့ပုဂ္ဂိုလ်တ attva နဲ့သူဘာမှမဆိုင်ဘူးမှန်ပါသူကသူအကြောင်းတိုက်ဆိုင်ပြီးဒီကရစေနာလေးဟာဘုရားနဲ့တွေ့လို့ဘုရားလူချင်းနဲ့စေနာလေးပေါ်တဲ့နေရာချုပ်မှန်ပါတရားနဲ့တွေ့လို့တရားနာခြင်းနဲ့စေနာလေးပေါ်တဲ့နေရာမှာချုပ်ပါသံဃာနဲ့တွေ့လို့ဥဒိတ်ခြင်းတယ်ရှ िख ိုးခြင်းတယ်ရှ िख ိုးခြင်းတဲ့နေရာမှာပဲချုပ်ပါဒီစေနာလေးချုပ်ပါချုပ်ပါသဘောကျရပါဒါဖြင့်ဗျာတပည့်တို့ပြုတာဟောတိကံဖြစ်ရတော့မလားလို့မေးတော့ဟောတိကံတော့ဖြင့်ဒကာဓမ္မတို့နိဗ္ဗာန်မရောက်သေးဟောတိကံတော့မဖြစ်သေးပါဘူးမှန်ပါဗရာဝိရိယဝိရိယကံတွေကရှိသေးတယ်ဟုတ်မှန်ပါဥပပိစ္ဆဝိရိယကံတွေကရှိသေးဟောတိကံတော့မဖြစ်ပါဘူးလို့ဘုန်းကြီးကလည်းဖြေပါဘောကြရသူတော့မလိုက်တာမှန်ပဲမှန်ပါသူတော့မလိုက်တာမှန်ပါပဲဆိုတော့ဘောကြရခိုင်းဒါဖြင့်သူမလိုက်ပဲနဲ့ဘယ်လိုများတပည့်တို့အကျိုးပေးပါလိမ့်မလဲလို့မေးဖို့မလိုဘူး။ဟိုးဒီလိုဒကာဓမ္မတို့ဒီမှာလူနာယုံနဲ့လူစေတနာတွေဥသောလူတဏ္ဍံပေါ်တဲ့စေတနာတွေဥသောနတ်စေတနာတွေဥသောနတ်ကနေပြီးကာယကံနဲ့လူလိုက်တန်းလိုက်ပေးလိုက်ကန်းလိုက်နော်။တဲ့ကာယကံဆိုတဲ့ကကာယကံကစေတနာကာယဒွါရမှာဖြစ်သူရုပ်တရားတွေကမပါဘူးပါပါဝစီကံဆိုတာစေတနာမဟုတ်လားမှန်ပါပါအတန်တွေကရုပ်မနေဘူးလားဝစီကံသဘောကျမနောကံဆိုတာမနောကကံမဟုတ်လားသူနဲ့ပါစားတဲ့ဖြစ်တဲ့မနောယုတ်တွေကတော့မရှိဘူးရှိပါဘူးစိတ်ထဲပြုံးချွင်ပြီးဒီကလာတဲ့မနောယုတ်တွေကလည်းရှိရပါမယ်အဲ့ဒီတော့ဒီနာယုတ်ကဒီနေရာမှာပဲချုပ်တယ်လို့ဘုရားဓမ္မတွေကဆုံးဖြတ်ချာမှန်ပါပါဘုရားရှိခိုးတဲ့စေနာရောရုပ်ရောဘုရားရှိခိုးတဲ့နေရာချုပ်မှန်ပါတရားနာတဲ့စေနာနဲ့တရားနာတဲ့ရုပ်ပါချုပ်ပါတရားနာတဲ့နေရာမှာပဲချုပ်ရပါတော့မှန်ပါမနောထဲမှာဝမ်းမြောက်ပြီးတဲ့ကရနေတဲ့ဘုရားလူသားလို့ဝမ်းမြောက်တဲ့စေနာလေးတွေတန်ခါလူသားလို့ဝမ်းမြောက်တဲ့စေနာလေးတွေဝမ်းမြောက်တဲ့စိတ်နဲ့ဝမ်းမြောက်တဲ့သောမနာရုပ်တွေဟာလေတရားဓမ္မတို့ဝမ်းမြောက်တဲ့နေရာချုပ်တာမှန်ပါမလိုက်ဘူးနော်မှန်ပါမလိုက်လို့ရှိရင်ဖြင့်ဘယ်လိုဖြစ်ရမှာတုံးလို့မေးဖို့မလိုဘူးလားလိုပါတပည့်တို့အကျိုးပေးတွေကလည်းသင်ရှားဗျာအိုးတရားဓမ္မတို့သူတော့မလိုက်တာမှန်ပဲ
တို့တော့သူနဲ့အလားတူပေါ်တယ်လို့သာမှတ်တယ်လိုက်တာလားဟိုမှာအလားတူပေါ်တာလိုက်ကြမလိုက်ဘာကြလိုက်တော့လိုက်ကြလားဘယ်လိုပေါ်ပါလဲဒီမှာသံဃာရှင်းရှင်းနိုင်ရုံနဲ့သံဃာရှင်းစေနဲ့သံဃာရှင်းရှင်းရုံနဲ့ဒီဘာချိုးဟောပါလဲပြီးမှလူတံပေကံခဲ့တယ်ရှိတော့ဘုမဒီနိုင်ရုပ်ကဒီရင်ရှုပ်ပြီးဘုမနိုင်ရုပ်ကလည်းဘုမသံဃာရှင်းရှင်းစေနဲ့သံဃာရှင်းရှင်းနိုင်ရုပ်ပဲပေါ်ရတယ်သဘောကျဒါဖြင့်ဓမ္မတို့အလားတူပေါ်တာကိုသာဆိုတာပါနောက်ကလိုက်နေတယ်ဆိုတာနေရထလို့မှတ်လိုက်စမ်းနေရထဆိုတော့ဆောင်းယူတာနော်တကယ်တော့လိုက်ပါရဲ့မလိုက်ပါရှင်းပြဒါကြောင့်ဒီနေ့ကလည်းပြောခဲ့ရအနန္တရနိယုဒ္ဓစိတ်တစေတိကာရမပတုပ္ပန္နနာစိတ်တစေတိကာရဓမ္မနာအနန္တရပြည့်စင်တာပြည့်စုံဆိုတော့အရင်နိုင်အရင်စိတ်စေတိတ်ချုပ်ပြီးကလားတဲ့နောက်စေတိတ်နောက်စိတ်စေတိတ်ပေါ်တာပါပဲသဘောကျအရင်စိတ်စေတိတ်သူနဲ့လားတို့ပါပေါ်ပါလေနောက်စိတ်စေတိတ်ပေါ်ပေါ့ဒီမှာဒီမှာနာယုချုပ်ပြီးကလားနောက်ဘဝကျတော့ဘာတွေများဖြစ်ပါလဲနောက်နာယုပေါ်တာပဲရှိတယ်အလားတူပေါ်သဘောကျအဲဒီကနာယုကလည်းဒီရင်ပြတ်တယ်နော်ကောင်းပြီဒါဖြင့်ဒကာဓမ္မတို့သတ္တရရှင်းပါဗလားရှင်းပါခိုင်နေမြဲတယ်လို့ယူသေးရဲ့မယူပါဘူးပြီးတော့ဒါဖြင့်အလားတူပေါ်ဖို့ကိုလိုက်တယ်လို့ဆိုတာကိုပြန်ပြီးမှတ်လိုက်တာအလားတူပေါ်ဖို့ကိုလိုက်တယ်လို့ခရားကသိလွယ်အောင်လို့ဆောင်းပြီးဒီကရာဟောလိုက်ခြင်းဖြစ်ပါတယ်စင်စစ်တော့ဖြင့်မလိုက်ပါဘူးအလားတူပေါ်တာနဲ့ဒကာဓမ္မတို့လိုက်တယ်လို့ထင်ရအောင်ညာထဲမှာညံ့တဲ့ပုဂ္ဂိုလ်တော့မှာဖြင့်ဆောင်းပြီးဟောလိုက်ခြင်းဖြစ်ပါတယ်စင်စစ်တယ်ဖြင့်ဒီမှာလုပ်တဲ့နိုင်ရုပ်ဒီဘုဘဝဟိုခဏဒီခဏတောင်မလိုက်ပါဘူးလို့မှတ်လိုက်တာဟုတ်ပါကျေနပ်လားလိုက်ကြလားမလိုက်လို့တော့တဲ့သူ့တတ္တိတော့ကဲမှရလားဆိုတော့အလားတူပေါ်တာကြည့်လိုက်တော့ဒါဖြင့်အလားတူပေါ်တာကြည့်လိုက်တော့ဒကာဓမ္မတို့ချုပ်တာလည်းမှန်မယ်အလားတူဖြစ်တာလည်းမှန်ပဲဆိုတော့ဥစ္စေရဒိဋ္ဌိကိုရှိသေးရဲ့မရှိပါဘူးဒါဖြင့်မလိုက်တာသိလို့သတ္တရရှင်းပါတယ်သဘောကျအလားတူပေါ်တာသိရသဖြင့်တတ္တိအကြောင်းကျိုးလေးတော့လည်းဆက်နေသေးတယ်ကိုဆိုတာလေးကတော့လေရှိနေတော့ကြောင့်ဥစ္စေရဒိဋ္ဌိတွေရှင်းပါတယ်သဘောကျလားသတ္တရဒိဋ္ဌိတော့ရှင်းပါမလိုက်မှန်းသိတဲ့အတွက်ဥစ္စေရဒိဋ္ဌိမလိုက်မှန်းသိတဲ့အတွက်ညံဖြေလို့မရဘူးဒီဥစ္စာအမှန်နုညံ့တဲ့တရားမလိုက်မှန်းသိတဲ့အတွက်အလားတူပေါ်တာသိရတဲ့အတွက်အဲဒီလိုညူမလာတယ်ဒကာဓမ္မတို့အတေကြီးတဲ့တော်တယ်ဆိုတာဖြင့်သေးသေးချာချာမှတ်ဖို့ပဲမှန်ပါတဲ့လားတဲ့ပါဟောမေဒါကပဋ္ဌာန်းနဲ့ညှိလိုက်တော့မှပို့ပြီးရှင်းတယ်မှန်ပါဗုဒ္ဓနည်းနဲ့နေရတာဆောင်းဟောထားတာခမည်းတော်ကယူလိုက်လို့ချင်းတကယ်သတ္တရဒိဋ္ဌိဗုဒ္ဓဘာသာအခေါ်ဗုဒ္ဓဘာသာအယူမှာသတ္တရဒိဋ္ဌိဖြစ်နေမှန်ပါအခေါ်မှာအယူမှာဓမ္မတွေထူးထူးခြားခြားသိရထူးထူးခြားခြားသိရတယ်နော်အဲ့ဒါဘယ်ပါဠိတော်မှာလာတော့မေးဖို့လိုလားနော်ဒီလိုယူတတ်တယ်ကွဆိုတာဘုရားကဘုရားခင်ကိုယ်တော်ကြီးတောက်ကြည့်ပြီးခြေတော်ကြောင့်တရင်သုံးပြီးတကလားနေတဲ့အခါကြလို့ချင်းအားလုံးအနတ္တတွေဒီဟောနေယူပါဏတ္တဝေဒနာအနတ္တသင်္ညာအနတ္တသင်္ခါရအနတ္တဝိညာဏအနတ္တလို့ဟောတော့ဉာဏ်တစ်ပါးကဒီထဲမှာသူကဘဝတဏှာကရှိတယ်ရပညာကလည်းမရှိနောက်ဘဝကိုလည်းသူကခင်းတွဲတဲ့ဘဝတဏှာကရှိပြီးဒီကလာနေတော့ဒီယံကစိတ်ကူးပေါ်လာဒီယံကပဲစိတ်ကူးဘယ်လိုပေါ်လာတော့ဆိုလို့ရှိရင်ဖြင့်တဲ့ဒေနာခောပနာသမင်းနဲ့အညတရောဘိက္ခုစေတသောပရိဝေဒေကိုဥဒ္ဒပါရီယူပါဏတ္တဝေဒနာအနတ္တဝိညာဏအနတ္တအနတ္တကတာနိကမ္မာနိအနတ္တကတာနိငါဘုတ်ပင်ပြရကုန်သောကမ္မာနိကံတို့သည်ကမ္မတဏ္ဍကံသာရင်မိမိဥစ္စာဖြစ်သို့ကုသန္တိယူကုန်။ဩဘုရားကအကုန်နတ္တခန္ဓာ၅ပါးအကုန်နတ္တတရားဟောလိုက်တော့ဖြင့်ဘာမှအာကိုရမရှိတော့ပါလား။တန်တရားသွားဖို့မှာဘာမှအာကိုရမရှိတော့ပါလား။
သူစိတ်ချင်းဒီလိုဖောက်သဘောကျအခုအနတ္တဟောရတော့သူဘာမှအားကိုးရမရှိတော့ဘူးလို့သူမယူဘူးယူပါအဲ့ဒါကဖောက်ပြန်ပေးတဲ့ကာလမောင်နိုင်တဲ့ကိုမြင့်တွေယူလိုက်ဩကံပဲငါဟာရှိတော့မှာပဲဆိုပြီးယူလိုက်ကံသမတ္တနာကံတော်လည်းမိမိငါဖြစ်သူဘုဒ္ဓန်တိရောက်ကုန်ပြီဒါကလည်းငါတခါလေငါဤဥစ္စာဒါတခုပဲငါဒါကံမငါရှိတော့တာပဲကျန်တာတွေအကုန်တတ်တာပဲဆိုတော့ဗာဒိဋ္ဌိဖြစ်သွားတယ်အဲ့ဒီမှာဘုရားခင်ကိုရမေကြီးကဩငါတရားပွဲထဲမှာဘောဓနာကြီးဆိုတဲ့ရံပါပါဘောလားဘုရားရိပ်မိအဲ့ဒီမှာဘုရားခင်ကိုရမေကြီးဣဒဧကိသောဌာနဣဒံဝိသရိဣဒဧကိသောအဝိဇ္ဇာအဝိဇ္ဇာကတော့တဏှာရိပရိယေနစေတ္တာဗုဒ္ဓသာသနာအတိဓာဝန္တိမြင်ကြီးယံဆိုပြီးသူဘုရားကဒီပါဠိတော်ထုတ်တယ်။ဩငါဘုရားတရားဟောနေတဲ့အချိန်မှာဒီထဲမှာဘောဓနာမစွန့်နိုင်တဲ့ပုဂ္ဂိုလ်ကကံမဲငါဥစ္စာလို့ငါလို့ရတော့ပါပဲလို့သူယူဖို့ကိုပညာကလည်းမရှိအဝိဇ္ဇာကလည်းများဘောဓနာကလည်းမစွန့်သေးတဲ့ပုဂ္ဂိုလ်ကိုကံကိုငါဥစ္စာကံမငါအကုပြီးဒီကလာကံမငါဥစ္စာယူရှိတော့တယ်လို့ငါပြောရတဲ့အနတ္တကြော်ပြီးဒီကလာအတ္တပဲပြေးသွားပါဘောလားလို့ဘုရားသိချာသိသဘောပါငါပြောရတဲ့အနတ္တကိုသူအတ္တပဲကံကိုအတ္တယူလိုက်ပါဘောလားလို့ဘုရားခင်ကိုရမေကြီးကဒီအချိန်မှာဒီဟန်ကြောင့်ကိုရမေကြီးသဗ္ဗညဉာဏ်ထဲမှာပေါ်လာတယ်နော်ကဲဒါနဲ့ဘုရားခင်ကိုရမေကြီးကဒါငါဘုရားကြီးတရားတော်ကိုကြော်လွန်ပြီးဒီကလာပြေးလွှားပြီးဒီကလာတတပညာကမရှိအဝိဇ္ဇာကများတဏှာကဘုံဘဝတွဲတတ်တဲ့ပုဂ္ဂိုလ်မို့ဒီကံကိုငါအားကိုးရတော့မှာပဲယူတာဟေးတရားဓမ္မတို့ခင်ဗျားတို့အကုန်ရှိကုန်တာမသိဘူးလားသိပါသေချာစဉ်းစားကြည့်လားသေချာသိတယ်ဆိုတော့ပေါ်ကြပေါ်ပါခင်ဗျားတို့ဘာမှအားကိုးရမရှိတော့ဘူးကံမဲ့ဗျာဒီပါလေတို့ဒီတိုင်းမနေဘူးသိပါဒါဖြင့်ခင်ဗျားတို့ဒီတခြားအနတ္တကြီးတဲ့ကံပေါ်မှာခင်ဗျားတို့အတ္တဒိဋ္ဌိမယူဘူးလားယူပါအတ္တဒိဋ္ဌိဆိုတော့ကံကတော့မပြတ်တော့ဘူးဆိုပြီးအတ္တဒိဋ္ဌိတဲမှာသက္ကရာဒိဋ္ဌိကလည်းတွဲရကြီးဖြစ်မနေဘူးလားယူပါအဲ့ဒီလိုဘုရားတရားဟောရင်ကိုအနတ္တဟောရင်တဲ့မတ္တနဲ့သူကကံအတ္တယူပြီးကြတာဆိုတော့ဘုရားကချက်ချင်းပေါ်သွားနာဘုရားရဲ့ဉာဏ်တော်သူပြေးရင်ကြော်လွန်ပြီးဒီကလာနတ္တတွေဟောနေပါရဲ့သားနဲ့အာကိုရမရှိတော့ဘူးဘဝမှာဖြင့်ဘာမှအာကိုရမရှိတော့ဘူးဆိုဘောဓနာကကြီးစိုးနေတဲ့ပုဂ္ဂိုလ်မို့ပညာကလည်းနဲ့အဝိဇ္ဇာကလည်းမရဘောဓနာကလည်းကြီးထွားနေတဲ့ပုဂ္ဂိုလ်မို့ကံကိုအတ္တလို့ငါဘုရားတရားဟောတဲ့ယူနေပါဘောလားငါဘုရားကြီးတရားတော်တွေကိုပြေးလွှားတဲ့သိပ္ပယ်အတိဋ္ဌာဝတ္တမြင်ကြီးအလွန်ပြီးဒီကလာယူသွားတဲ့အိဗယ်ဒီတဲ့ညာနဘာပါနေပါဘောလားဘုရားသေချာထုတ်ဖို့ပြောတာသဘောကျဒါခန္ဓာဝကတန်ရုပ်ပါဠိတော်ခန္ဓာဝကတန်ရုပ်ပါဠိတော်နော်ခိုင်းတာဖြင့်ဒကာဓမ္မအဲ့ဒီမှာဘုရားခင်ကိုရမေကြီးကဘယ်လိုဟောရပါလုံးလို့မဲတဲ့ကမင်းကံကိုအတ္တလို့မယူနဲ့ဟေးကံကိုအတ္တလို့မယူနဲ့ကံတွေကားလို့ဆိုလို့ရှိရင်ဖြင့်သင်္ခါရခန္ဓာကွာသင်္ခါရခန္ဓာဖြစ်သောကြောင့်အနတ္တလို့သာယူကွာဒီမှာပြန်ဟောရကံကိုပါလို့ယူကြနော်အနတ္တလို့ယူကြသမှာဒကာဓမ္မတို့သဘောကျဟောနေကအလားတူပေါ်တာကိုသိတဲ့ဖြင့်လေဒီကံဟာမလိုက်ဘူးဆိုတာမသိကြဘူးအလားတူသာပေါ်လာတယ်ဒီကတစ်ခုမှမလိုက်ဘူးဆိုတာဒကာဓမ္မတွေရိပ်နေပါခိုင်းဒါဖြင့်ဟောဒီဘက်ကပြောင်းနိုင်နေတဲ့မိထွန်းတယ်ဓမ္မတို့မီးလေးနဲ့နော်ဒီပြောင်းနိုင်လေးကမီးမပါတယ်ပြောင်းတယ်ဒါတော့မီးပြလည်းမချစ်ချင်တာနဲ့အားလုံးကဓမ္မတို့ဒီပြောင်းနိုင်လေးကင်နေလို့ဒီပြောင်းနိုင်သွားညှိပြီးဒီနေရာမှာပဲတည်လိုက်မင်းနှစ်တိုင်ပြတ်မတော်ဘူးလားဒါကပထမတိုင်နော်မှန်ပါဒါကဒုတိယမီးတွေဒကာဓမ္မတို့ဒုတိယမီးတွေကားလို့ဆိုလို့ရှိရင်ဖြင့်ပထမမီးလိုက်လာတာလားလို့မဲလို့ရှိရင်ဘယ်နဲ့ဖြစ်ကြဟုတ်ပထမမီးလိုက်လာတာလားဟုတ်လိုက်လာခဲ့ပြီရှိတော့ပထမမီးငြိမ့်နေရမှန်ပါလိုက်လာရင်ပထမမီးပါဗျာငြိမ့်
တပည့်ကြသူလည်းငြိမ်းရသူလည်းတောက်ဒီနဲ့ဖျောင်းနိုင်တဲ့မီးနဲ့ပဲဒီမှာဖျောင်းနိုင်တဲ့မီးနဲ့ပဲတဲ့တရားဓမ္မတို့ဒီဖျောင်းနိုင်တဲ့ဒီမီးကလိုက်လာမယ်ဆိုလို့ရှိရင်လေကဲဖျောင်းနိုင်တော့သာထားပါလေဒီမီးလိုက်လာမယ်ဆိုရင်ပထမမီးငြိမ်းဖို့တဲ့မှန်ပါမသိဘူးလားသိရင်ပြီးဒီကရနေတာဒီလိုပဲငြိမ်းပါမငြိမ်းတဲ့အခါကျတော့ရှင်းတရားဓမ္မတို့ဘယ်လိုမှကြမရုံလို့မဲတဲ့အခါကျတော့လုံးဝမလိုက်လာဘူးတဲ့ကြီးပြမှန်ပါရှင်းကြဘယ်လိုကြပါလုံးဝမလိုက်လာလုံးဝမလိုက်လာလို့သူတတိကင်းပါရလားမေးပြန်တော့မကင်းလို့ဒီမိမဒုတိယမိမလာတော့မှန်ပါလိုက်လဲမလိုက်ဘူးတတိကောမကင်းပါအလားမတူဘူးအဲ့ဒါအလားကိုကျေးဇူးပြုတာလို့သာဖတ်ရမယ်ဒီမိလုံးဝမလိုက်မှန်ပါသဘောပါလားလိုက်ပါရလားအဲ့ဒီတိုင်းမှာဗမူလတဟာလိုက်ကုန်မလိုက်သဘောကျသူလိုလားလူတော့ဖြင့်ပေါ်တယ်ဆိုတဲ့ဘောတော့ရှင်းတတ်ပါလားဒါဖြင့်ဒီလိုယူလိုက်တဲ့အခါကျလို့ရှင်းရင်ဖြင့်ကံနဲ့အနတ္တပဲမှန်ပါဒါကိုဖြင့်လက်လွတ်မပက်လိုက်ပါနဲ့မှန်ပါရှင်းမလားရှင်းပါကံကိုပဲလေရပါအနတ္တပဲလို့ယူလိုက်တော့အနတ္တပြန်အနတ္တသတိကိုယုတ်သိမ်းသွားတာပဲဆိုပြီးဒီကာလဘယ်နဲ့ကြောင့်သူနဲ့သဘောတူမျိုးပေါ်ပါလိမ့်မလို့နောက်အကျိုးတရားတွေဘယ်နဲ့ကြောင့်ပေါ်ပါလိမ့်မလဲကမ္မဝိပါကတ္တဆိုတော့ဘုရားကလည်းခွဲထားတယ်ကမ္မကကမ္မယာกว่าဝိပါကတ္တကအကျိုးกว่าမတူဘူးกว่ากံကအကြောင်းတရားဝိပါကကအကျိုးတရားမတူဘူးလို့ပြောတာပဲကံလိုက်လာလို့ရှိရင်ကံနဲ့ဝိပါကရောနေရောရဒါနဲ့ကံကကံနေရာချုပ်ခဲ့ဝိပါကကထိုက်တယ်လို့ပေါ်သဘောကျကံကကံနေရာမှာချုပ်ခဲ့ဝိပါကကထိုက်တယ်လို့ပေါ်ရတယ်ဆိုတော့ကောင်းကောင်းရှင်းတတ်ပါရှင်းပြီနော်တူရောတူရလားမတူပါဘူးဒီကကံဆိုတဲ့ကအကြောင်းဝိပါကဆိုတဲ့ကကျိုးဒါပြန်အကြောင်းကျိုးတာဒကာဓမ္မတို့တတိချင်းဆက်တယ်နည်းနည်းမှဒီကံဟာဒီထက်မပါဘူးပါရဲ့ဟုတ်လို့အကြောင်းနဲ့အကျိုးကိုအကြောင်းကနန္တရားဟုတ်လားအကြောင်းကစေနာဆိုတဲ့နန္တရားဟုတ်လားအဲ့ဒီတော့အကျိုးတရားဆိုတာသူ့ကြောင့်ဖြစ်တယ်ဝိဘတ်တရားတွေဝိဘတ်နဲ့ပတ်သက်တဲ့ယုတ်တွေဆိုတော့မချမ်းသာဘူးလားရှင်းမလားရှင်းပါဘာမေးတာဖြင့်ကာအနတ္တပဲသဘောကျကာမိကာဖဒုနောက်လိုက်နေတယ်လို့ဆိုတဲ့အယူပါဖြင့်ဆောင်းဟောခြင်းကြောင့်ဒကာဓမ္မတို့ဥပဒနာအထုတ်တဲ့အခါဒီအယူမဖြုတ်လို့ရှင်ခင်ဗျားတို့အတ္တဒိဋ္ဌိနဲ့သတ္တရဒိဋ္ဌိကခန်းနေလို့မဖို့ရကြမှာမဟုတ်ဘူးရှင်းမလားရှင်းပါဘောင်းဘောင်းရှင်းနာဗလားရှင်းပါပါတော်တော်ရေးကြီးလို့ပြောနေတယ်လို့နိုင်ရုံခံပြီးပြောနေတယ်နိုင်ဝဲရှိသွားပြီတော်တော်ရေးကြီးလို့ပြောတယ်ဆိုတာကိုရှင်းတတ်ပါရှင်းပါပါဘုရားဘာသာမှာဒီဥစ္စာအတော်ကိုပဲဒီလိုဆရာကောင်းသမားကောင်းနဲ့လဲလဲပဲပဲအကြောင်းကျိုးဆက်ပြီးကြားမျိုးမျိုးနဲ့အကိုးကပ်ထားပြီးမပြမသခဲ့တော့ဘုရားဘာသာမှာသတ္တရာဒိဋ္ဌိရှိတယ်မှန်ပါသဘောကျပါရှိသတ္တရာဒိဋ္ဌိရှိပါကမ္မဝါယိသတ္တရာဒိဋ္ဌိမှန်ပါရှင်းတတ်ကြပါလားရှင်းတတ်ကြလို့ရှိရင်ပြန်ကာအနတ္တပဲနော်မှန်ပါလုံးဝဒါဖြင့်အကျိုးပေးတော့ဘူးဆိုတော့အကျိုးတော့ပေးတယ်ဟုတ်လားသူတော့လိုက်မလားဘူးဒီလိုတော့ယူကြပါရှင်းရပါလားကောင်းပြီဒါဖြင့်ဒီခန်းကိုဒီရင်ရပ်ပါတော့နော်အင်္ဂုတ္တကိုပြပါတော့မဲတဲ့6ချက်ဒကာဓမ္မတွေအင်္ဂုတ္တမှာမနေ့အာတော့6မျိုးပြခဲ့တယ်လို့ဒီမှာလည်း6မျိုးပြရအောင်မယ်ကံ6မျိုးကိုဟောရအောင်မယ်သဘောကျဒါစေရနာဆိုတဲ့ကံကိုသိမှုနှစ်နံပါတ်စေရနာဖြစ်ကြောင်းသိမှုကနှစ်နံပါတ်စေရနာရဲ့ထူးခြားပုံသိမှုကသုံးနံပါတ်စေရနာရဲ့အကျိုးရသိမှုကလေးနံပါတ်သဘောကျစေရနာရဲ့ချုပ်ရကိုသိမှုက9နံပါတ်စေရနာရဲ့ချုပ်ရကျင့်ကိုသိမှုက6နံပါတ်မနေ့ကတိုင်းလာတာသဘောကျကောင်းပြီဒီ6ချက်တော့ဒကာဓမ္မတွေဆုံးအောင်ပဲပြောပါမယ်ဒါဖြင့်ကံကိုသိရမယ်ဆိုရင်ကံဒီဒကာဓမ္မတို့ကာယကံဝစီကံမနောကံကိုယ်နဲ့ပြုလုပ်တဲ့ဟိုမှာပန်းနေလဲကြတယ်ကာယကံမနေဘူးလားဒါကြဩဃတာဩဃတာနဲ့ပန်းကတ်တဲ့ပြတဲ့အခါကျတော့ဘယ်နဲ့ပါလဲပြန်သွားတဲ့အခါကျတော့ကိုပန်းလေးတွေကိုဟိုကနေအာယုံပြုပြီးဒီကလာ
တွေးလုံးလေးလာနေတဲ့ခါကျတော့ဘယ်နဲ့ဖြစ်လဲဩဒါဖြင့်ဒကာဓမ္မတို့ကံ၃ပါးဆိုတာသဘောကျဘာနေပါလေလဲဆေးနေတော့မှတော့ဗါတဲ့တော့ကြကြတော့ရှင်ဘုရားပန်းလူပါ၏ဆိုတော့ဒီနေ့လူကတန်းရတာဖြင့်ရှင်းနှက်လိုက်တာကံ၃ပါးကံ၃ပါးအဲ့ဒီစေနာ၃ခုကာယကံဝစီကံမနောကံကံ၃ပါးသိပြီနော်ကမ္မကံကိုရှင်းလို့သိရမယ်လို့တဏ္ဍမအဖြစ်ဖြင့်ပေါင်းနိုင်လို့ကိုမြင့်တွေထွက်သွားကံဗန်မျိုးပါစေနာကြီးပဲနော်ကာယကံနဲ့ကာယတော်ရမှာဖြစ်တဲ့စေနာပဲဝစီကံကောဝစီတော်ရမှာဖြစ်တဲ့ကံပဲမနောကံကောမနောတော်ရမှာဖြစ်တဲ့စေနာပဲတပည့်ကြဒါနဲ့စေနာ၃မျိုးရှိတယ်ပေါ့နော်ဒီကံဘယ်လိုကြောင့်များဖြစ်ပါလိမ့်မလဲလို့ဒကာဓမ္မတွေမေးဖို့မလိုဘူးအဲ့ဒါသိအောင်ပဲကွာဒီကံဘယ်လိုကြောင့်ဖြစ်တယ်ဆိုတော့သိအောင်ပဲဆိုတော့ဒကာဓမ္မတို့ဒီကံပဲကြောင့်ကံအလိုလိုပေါ်လာတယ်ဆိုရင်တော့အာယတုကဒိဋ္ဌိဖြုံးမယ်ဒီကံဘယ်လိုကြောင့်ဖြစ်ပါလိမ့်မလဲဆိုတော့အကြောင်းကိုမင်းတို့သိရမယ်နိဗ္ဗေဒိကတုတ်ကိုထိုးလွှင့်သိရမယ်တဲ့ဒီကံဒကာဓမ္မတို့ဖတ်တာကြောင့်ဖြစ်တယ်လို့မှတ်လိုက်ဒီကံဘယ်လိုကြောင့်ဖြစ်ပါဖတ်တာဆိုတာကဘုန်းကြီးရှင်းပြရေးတဲ့သွားတဲ့ခါကျတော့ဘာနဲ့မျိုးလုံးနဲ့တွေ့တပည့်ကြဘာနဲ့မျိုးလုံးနဲ့တွေ့တဲ့ခါကျတော့ဝယ်လို့တဲ့စေတနာပေါ်ဒါဖြင့်တွေ့မှုကြောင့်ဝယ်တဲ့စေတနာနောက်ပေါ်တယ်ဘာနဲ့မျိုးလုံးနဲ့ကမတွေ့ဒါဖြင့်တွေ့တာကဖတ်တာဝယ်တဲ့စေတနာကံဒါရင်ကံဘုရုကြောင့်ဖြစ်တယ်မတွေ့တာသူကျင်ပါတယ်လို့လာကြတယ်မကြောက်တာစားကျင်ပါတယ်လို့ရှိပါဒါဖြင့်တရားဓမ္မတွေတွေ့တာကသူကျင်တယ်သဘောကျမြင်တာမှလူကျင်ပါကြားတာမှလူကျင်တယ်ဆိုတဲ့စေနာတရားဓမ္မတွေတွေ့ပြီးမှသူကျင်တဲ့ဘောဆိုတာသိကြပါသိကြပါဒါနဲ့ကံဘုရုကြောင့်ဖြစ်သူဩဒါဖြင့်ကံ၃ပါးဖတ်တာကြောင့်ဖြစ်တယ်လို့မှတ်လိုက်မှန်ပါရှင်းမလားရှင်းပါကံ၃ပါးဘုရုကြောင့်ဖြစ်ပါတခါတည်းများစဉ်းစားကြည့်ရမှာလားကိုစားနေရင်မှတ်တယ်နဲ့ဟင်းလေးကကိုယ်ပါးစားထဲမှာတွေ့ပြီဆိုမှဖြင့်လေဟာဘုန်းကြီးကတ်ချင်ဟုတ်လားဟုတ်ပါတန်ဃာတွေကတ်ချင်ဟောကတ်ချင်တဲ့စေနာပေါ်လာလက်အောင်မှာတွေ့တယ်မတွေ့တွေ့ရပါလေလူကျင်တာကကံလူကျင်တဲ့စေနာတွေကကံဒါဖြင့်ဒကာဓမ္မတို့ကံပဲရလာတော့မှတ်တာနော်ကံရဲ့အကြောင်းဘယ်လိုပါလဲရှင်းတော့ဒါဖြင့်မျိုးလုံးနဲ့တွေ့တယ်မျိုးလုံးနဲ့တွေ့လို့လူကျင်တာပေးကျင်တာကန့်ကျင်တာဆဲကျင်တာမောင်နိုင်ရှိဘူးတော့ရှိပါအဲ့ဒီစေတနာတွေကတွေ့လို့ဖြစ်တယ်မတွေ့ရမနောရဲ့တွေ့ရင်မနောထဲမှာရှိတဲ့ဖတ်တာကြောင့်မနောကဖတ်တာကြောင့်ဖြစ်တဲ့စေတနာပဲဆိုနိုင်ကြအမြဲတည်းဓမ္မတို့ကံမှုတွေဘုလို့ကြောင့်ဖြစ်မတွေ့တဲ့ပုဂ္ဂိုလ်ဖြစ်ကိုဖြစ်တယ်မဖြစ်ပါဘူး။အောင်းနေတာဖြင့်နှစ်နာမှနားလိုက်ပြီ။ကံထူးကိုပြောပါဦးတဲ့ဘုရားသခင်ကိုရမကြီးကကံဟာတော်တော်ထူးကံကြီးထူးခြားပုံမင်းတို့သိထားရအောင်မယ်။ကံကြီးထူးခြားပုံသိထားတော့ကံတဲ့မရဲရောက်စေတဲ့ကံလည်းရှိတယ်လို့မှတ်ထား။မှန်ပါ။တိရစ္ဆာန်ရောက်စေတဲ့ကံရှိပါ။ရိတ်ကြရောက်စေတဲ့ကံရှိပါ။လူပြည့်နတ်ပြည့်ရောက်စေတဲ့ကံရှိပါ။မြမပြည့်ရောက်စေတဲ့ကံရှိပါ။ဩကံဒီလိုထူးခြားပါလားလို့မှတ်ထားပါ။မှန်ပါ။သဘောကျ။ကံလူပြည့်နတ်ပြည့်ပဲလေးပါအလုံးစုံရောက်စေတဲ့ကံရဲ့လို့ကံထူးထူးခြားခြားများများဆဆမရှိဘူးလားရှိပါ။ဟောမေးတဲ့1 2 3နားမလဲသေးလားနားလဲတဲ့အခါသရုပ်ကအချက်ကကံဒီကိုင်းအကျိုးပဲကိုသိရမှန်ပါဘူးသဘောကျကိုင်းအကျိုးပဲကိုသိရမယ်ဆိုတော့ဒကာဓမ္မတို့ဒီကံကြီးအကျိုးပဲက9ရက်9လ9နှစ်တွင်အကျိုးပေးတဲ့အကျိုးပေးတာကမရှိဘူးရှိပါဘူးဒါဖြင့်ဒီကံဒီအကျိုးပေး9ရက်9နှစ်9ရက်9နှစ်9လအတွင်းကျိုးပေးတဲ့ဒိဋ္ဌဓမ္မကံဟာဒိဋ္ဌဓမ္မအကျိုးပေးတာဟာလေကံကြောင့်အကျိုးပေးမှန်ပါပါသဘောကျဒုတိယကပေရိချားမဲ့မှာအကျိုးပေးမဲ့ကံဟာလည်းမရှိပေဘူးရှိပါဘူး။ဥပပ္ပဇဝေဒနိယကံနော်
နိဗ္ဗာန်များနေစကြအကြောင်းခွင့်သိခဲ့တော့ဒီကံမင်းချုပ်များတော့လေအလားတူကျိုးပေးလို့ရှိမရှိရှိပါအဲ့ဒါကအပရာပရိယဝေရဏိယကံဆိုအပရာပရိယဝေရဏိယအကျိုးပေးဆိုတော့ကံကြီးကျိုးပေးဒီ9နှစ်9နှစ်အတွင်းကျိုးပေးအကျိုးပေးတစ်မျိုးကံအကျိုးပေးရတယ်ဒုတိယဘဝကျိုးပေးမှာကနိဗ္ဗာန်များနေစကြအကျိုးပေးမှာအဲ့ဒီလိုကာမအကျိုးပေးပဲနှမျိုးရှိ3မျိုးဟောဒါဖြင့်မောင်တိုင်းတို့ကိုမြင့်လင်းနံပါတ်ကြောင့်မင်းနားလဲပြီမှန်ပါတိကကံ3ပါးနှစ်ကဖတ်တာသဘောကျ3ကသူ့ကျိုးပေးဒီထူးခြားပုံသိရမယ်ဆိုတော့ကြောင့်လူပြင်းနာပြေမပေတွေဒါကံကျိုးပေးတွေကိုဒီလူပြင်းနာပြေမပေတွေဟူတော့ကံထူးခြားပုံတွေကိုမသိဘူးလားသိပါအကျိုးပေးရိတ်တော့ခொနဲ့ကဒိဋ္ဌဓမ္မအကျိုးပေးမှန်ပါဒုတိယဘဝကျိုးပေးနိဗ္ဗာန်မြတ်မိစကြကျိုးပေးမှန်ပါကျိုးပေးပဲမျိုးရှိကောင်းပြီဒါမှတ်ထားလိုက်ပါကြတိုင်း4နံပါတ်ကြောင့်ဒကာဓမ္မတွေနားလည်သေးဘူးလားနားလည်နိဗ္ဗေရိကတုတ်တဲ့ဒကာဓမ္မတွေထိုးထွန်းသိရမယ်နော်ဒါအခုပြောတာတွေကရှေ့ပိုင်းကရှင်းတာလို့မောင်ငယ်တို့ကမှတ်ရမှန်ပါကဲငါးခုမြောက်ကြတာတော့ဘာသိရမှာတော့လဲမဲဖို့မလိုဘူးလေမှန်ပါကံချုပ်တာကိုသိရမှန်ပါဩကံချုပ်တာကိုသိရမယ်ဆိုတော့ကံချုပ်တာသိရမယ်ဆိုတော့ကံဒကာဓမ္မတို့နိဗ္ဗာန်ကြလာလို့ရှိရင်ကံနိဗ္ဗာန်ဆိုတဲ့နေရာဌာနကံချုပ်တယ်မှန်ပါနိဗ္ဗာန်ဘာပါလဲကံချုပ်တယ်မှတ်တာဒါတော်တော်ရေးကြည့်လာပြီနိဗ္ဗာန်ဘာပါလဲကံချုပ်တယ်ဩဒါဖြင့်ကံချုပ်တာကိုလည်းသိရမယ်ဆိုတော့နိဗ္ဗာန်မှာချုပ်တာကိုဒါကြောင့်ဘုရားခင်ကိုရမေကြီးကကုသလံဇာကုသလံအကုသလံကုသိုလ်အကုသိုလ်ကဟံငါတိဇာဟံစွန့်လိုက်ပြီကွာကံချုပ်ဘုရားဖြစ်တော့ဘယ်နဲ့လဲချုပ်ပါမချုပ်ဘူးလားချုပ်ပါစွန့်လိုက်ပြီကွာဟာဘာနဲ့စွန့်လိုက်တော့ကိုရောကြီးလို့မဲတဲ့အခါကျတော့မှာတဲ့မဲခင်ပေါ်လို့စွန့်တယ်မှန်ပါသဘောကျကံဘယ်လိုကြောင့်ချုပ်ပါလဲမဲခင်ပေါ်လို့ချုပ်တယ်မမရလေဒီကံဟာဒကာဓမ္မတို့9ရက်9လ9နှစ်တွင်ချုပ်ပေးနေမှာဒုတိယဘဝရောဒါဖြင့်9ရက်9လ9နှစ်တွင်ချုပ်ပေးခဲ့တော့ကာကဝဏိယတို့လို့ဟုတ်လားပုံနာတို့လို့ချုပ်ပေးနေမယ်ဆိုလို့ရှိရင်လေရွှေတုံးတွေချုပ်ပေးလို့ရွှေတုံးဘာသစ္စာဖွဲ့ဒုက္ခသစ္စာနောက်ဘဝချုပ်ပေးတဲ့ယုတ်ကံမလားလို့ဘာသစ္စာလားဒုက္ခသစ္စာနိဗ္ဗာန်မြတ်မိစကြမှာသူကျိုးပေးရင်လည်းယုံနာပေါ်မပေါ်ပေါ်တဲ့ကဘာတစ္ဆာဒုက္ခသစ္စာဩဒါဖြင့်ကိုင်းကျိုးပေးတွေကိုကံမချုပ်လို့ရှိရင်ဒကာဓမ္မတို့အကျိုးပေးချုပ်ပါချုပ်ပါဒါဖြင့်ကံချုပ်မှာဘာချုပ်လဲချုပ်ပါသူတို့ပြောကြကံချုပ်မှာဒုက္ခသစ္စာချုပ်မှန်ပါကံမချုပ်ရင်ဒုက္ခသစ္စာချုပ်ပါသေးသေးချာချာနာကြည့်ကြီးနဲ့ထောင်ပါဆိုတာကိုလည်းစောကြီးကလည်းသတိပေးခဲ့နော်ခင်ဗျားတို့အကုနေတဲ့ကာမချုပ်တွေကာလဘလုံးဒုက္ခမချုပ်ဘူးမှန်ပါသဘောကျခင်ဗျားတို့အကုနေတဲ့ကာမချုပ်တွေကာလဘလုံးဒုက္ခမချုပ်ပါကြည့်လေသူက9ရက်ကျုပ်ပေးတဲ့အကျိုးပေးတယ်ဒုတိယဘဝကျုပ်ပေးတဲ့တစ်မျိုးပါယုံနာနေပြမလားပဲဟုတ်လားနိဗ္ဗာန်မြတ်မိစကြအကျိုးပေးတယ်ရောတစ်မျိုးဘာတွေတော့လဲဒီလိုရမ်းပြောလို့မရဘူးဒုက္ခသစ္စာပဲမှန်ပါသဘောကျဒုက္ခသစ္စာပဲဆိုတော့ရှင်းရမလားရှင်းပါပါဒါဖြင့်ကာမချုပ်ခဲ့တယ်ဒုက္ခသစ္စာမချုပ်မှန်ပါရှင်းမလားရှင်းပါကာမချုပ်ခဲ့တယ်ဒုက္ခသစ္စာမချုပ်ပါဒါဖြင့်ကံချုပ်ဝဌာနပါတော့ဒါဖြင့်ဒကာရမတို့ချုပ်ရချုပ်ကြောင်းအကျင့်မကျင့်မဲနဲ့ဒီကမချုပ်ဘူးတဲ့မှန်ပါရှင်းမလားရှင်းပါချုပ်ရချုပ်ကြောင်းအကျင့်ကိုမကျင့်ခဲ့တော့ကံမချုပ်ပါဒါဖြင့်မဲခင်7ပါးလုံးမှဒီကံချုပ်မှန်ပါဒီကံချုပ်မှဒုက္ခသစ္စာတွေပါလို့ချုပ်သဘောပါဒါဖြင့်နောက်ဆုံးပြီအလုပ်မလုပ်ရဘူးလေလုပ်ရဒါကြောင့်ဘုရားသခင်ကိုရမေကြီးကဝိပဿနာစေနာလောကေသတ္တသင်္စေနာဣထေတာတဏှာกว่าသူမချုပ်လို့ရှိရင်နောက်ကတဏှာလိုက်မှန်ပါသဘောကျဥပ္ပိသမာနာဥပ္ပဒိနိဝိသမာနာနိဝိသိဝိပဿနာစေနာလောကေသတ္တသင်္စေနာဓမ္မသင်္စေနာလောကေပိယိပန္နဣထေတာတဏှာပဟိယမာနာပိယတိဆိုတဲ့ဥစ္စာဒီစေနာချုပ်အောင်လို့မှန်ပါသဘောကျဂိုင်းတာဖြင့်ခင်ဗျားတို့သံဃာထဲမှာဖြင့်
အကျိုးပေးကြတာသံဃာထဲမှာသူကနေအလားတူပေါအောင်လုပ်နေတာဖြစ်အခုနိုင်ရုံမျိုးနောက်နိုင်ရုံပေါအောင်လုပ်နေတာဘသူပါလိမ့်မလို့ဆိုတော့လက်သေးချာစမ်းစေရနာသဘောကျအခုနိုင်ရုံအလားတူနောက်နိုင်ရုံပေါအောင်လုပ်နေတာစေရနာဒါဖြင့်နောက်ပေါ်တဲ့နိုင်ရုံဘာသစ္စာဖွဲ့တယ်အဲ့ဒီနိုင်ရုံမပေါ်ကြလို့ရှိရင်ဒီစေရနာဆုံးအောင်လေသဘောကျဒီစေရနာချုံအောင်တော့မလုပ်ရဘူးလေဒီစေရနာမချုပ်ရင်သူနဲ့ပတ်သက်တဲ့ဒုက္ခသစ္စာကချုပ်နိုင်မှာမချုပ်နိုင်သဘောပါလားဒါဖြင့်ဘုရားခင်ကိုရမေကြီးကလည်းဒီစေရနာကိုပဲတဲ့ဣတိကာရဏဘိယမာနဝိတိကွာတဲ့ဒီစေရနာကြောင့်ဖြစ်မဲ့တဏှာတွေကလည်းမြဲမြဲပုံပုံရှိနေတော့ဒီတဏှာချုပ်ရှင်လို့ရှိရင်ဒီစေရနာချုပ်အောင်လုပ်ရတယ်အင်းဟုတ်တယ်ကြတယ်ဒီစေရနာချုပ်အောင်လုပ်ရမယ်သဘောကျဒါဖြင့်ငရဲတဲ့တဏှာမှာသွားကျင်တဲ့စေနာလေးပေါ်လဲစေနာဖြစ်ဖြစ်ရှိပြောကျင်တဲ့စေနာလေးပေါ်လဲပြောကျင်တဲ့စေနာဖြစ်ဖြစ်ရှိနော်သွားကျင်တဲ့စေနာလေးပေါ်လဲအိတ်ကျင်တဲ့စေနာလေးပေါ်လဲကုန်ရှုသဘောပါကြမရှိရင်တော်ကမလားမရှိလို့ရှင်သူကဒိဋ္ဌဓမ္မတော်တော့လာလိုက်ပြီမယ်ဥပပိစ္ဆတော်တော့အပရာဝိယတော်တော့ဒါဖြင့်စေနာချော့စေနာကိုတရားဓမ္မတွေအမြဲတမ်းဘုရားသခင်ကိုရမကြီးကလည်းဓမ္မနုပါဒနိတတိပ္ပံယူပသင်္စေနာလောကေတရသင်္စေနာလောကေနဲ့လာလိုက်တာဣတိသာရဏဘေယမနာဘေတိဆိုတော့တဏဘေယမဟုတ်ဒီစေနာဖြစ်တဲ့ချော့ဒီစေနာဖြစ်တဲ့ချော့လိုက်ချင်းစေနာနောက်ကတဏလာသေးရဲ့စေနာကျိုးဝေးတွေကောမလာတော့ဒီစေနာတွေတရားဓမ္မတို့ကျွတ်တို့ဘာလို့ဝမှာတော့မွေးဖို့မလို့ကျွတ်တို့ဒီအိဋ္ဌဒုက္ခအနတ္တရှိရလိမ့်မယ်ဘာလို့ကြမလဲအနိစ္စဒုက္ခအနတ္တမရှိလို့ရှိရင်ဒီစေနာကိုစေနာဖြစ်ဖြစ်နေအောင်လုပ်ရလိမ့်မယ်စေနာဖြစ်ဖြစ်မဟုတ်စေနာဖြစ်ဖြစ်သုံးလုပ်ရတာရင်ဘာပေါ်လာမလဲခင်ဗျနိဗ္ဗာန်ပေါ်မဲ့စေနာချုပ်ပါစေနာချုပ်ရင်ဘာပေါ်မဲ့နိဗ္ဗာန်နိဗ္ဗာန်ပေါ်မဲ့ဆိုတော့ဘောကြကောင်းပြီဒါဖြင့်ဒကာဓမ္မတို့သံဃာခရီးတဲ့မှာသံဃာလမ်းဆုံးကိုပြောကြပါစို့ဆိုတော့စေနာချုပ်မှဒုက္ခသစ္စာချုပ်မှန်ပါစေနာမချုပ်ရင်ဒုက္ခသစ္စာမချုပ်ပါဒါနာကြီးကြီးနဲ့ထောင်မှနော်ဒုက္ခနဲ့ဥပါလေပဲသေသေးချာချာနာကြီးနဲ့ထောင်မှရှင်းမလားဒါကြပြီတော့သူ့ကိုယ်ပဲလုပ်ဖို့မလိုတော့ဘူးလို့ဒီလိုလည်းမယူလိုက်ဒီလိုလည်းမယူနဲ့တဲ့စေနာကဒီခင်ဗျားတို့ယုံနာရှိနေစေနာရှိနေမှာမရှိပဲရှိပါရှိနေလို့ရှိရင်ဒီစေနာတွေကလို့ဆိုလို့ရှိရင်ကျွတ်တို့ဒီမချိုးလို့ရှိရင်လေစေနာလမ်းဆုံးမလိုက်နိုင်လို့ရှိရင်လေသူ့ကျိုးလေးတွေကကျွတ်ဒုက္ခသစ္စာတွေလာနေမလားပဲဘူးလားလာတော့ဒီစေနာဘာလို့ရပါဒီပြည့်ရှိပါမယ်သူ့ကိုချုပ်ဆုံးအောင်လက်ရမလက်ရအဲ့တော့ဘာသာတာပါတဲ့စေနာပါတယ်ဆိုလို့ရှိရင်စေနာသည်ရုပ်ကိုဖြစ်စေတဲ့စေနာဖြင့်ရုပ်ပေါ်တယ်ဒါစေနာရှိလို့ရှိရင်စေနာကနာသူကဖြစ်စေတဲ့ကရုပ်သဘောကျစေနာရှိလိုက်လို့စေနာရှိလိုက်လို့စေနာမုန်းလို့ရှိရင်ရုပ်လည်းမုန်းပြီးသားကြစေနာကိုဖြစ်ပြနေလို့ရှိရင်ရုပ်ကလည်းတွဲဘက်မှာဖြစ်ပြတယ်စေနာဆုံးသွားတဲ့ခါကျတော့ယုံနာနော်ဆုံးပါယုံနာဆုံးရင်လည်းဘာခေါ်ကြအဲ့ဒါကြောင့်ဒကာဓမ္မတို့ယုံနာဆုံးမှနိဗ္ဗာန်ဆိုတာစေနာနဲ့တကွာအာဇာတဖြစ်တဲ့ယုတ်ကလေးရှိသေးရှိပါမရှိဘူးလားရှိပါဒါကြောင့်ခင်ဗျားတို့ကာယကံစေနာဆိုတော့စေရနာရဲ့ဒီကကာယရဲ့တွဲကာယဆိုတဲ့ယုတ်နဲ့မတွဲဘူးလားစေရနာနဲ့ကာယနဲ့မတွဲဘူးလားဝစီကံဆိုတော့ဝစီပတ္တယုတ်နဲ့ဒီကစေနာနဲ့မတွဲဘူးမနောကံဆိုတော့မနောကံနဲ့မနောထဲမှာဖြစ်တဲ့မနောယုတ်တွေနဲ့တွဲဘူးလားတွဲပါအဲ့ဒါကြောင့်ဒကာဓမ္မတို့နာယုတ်ချုပ်တယ်လေလို့မှတ်ရမှာမှန်ပါစေနာချုပ်ရင်နာယုတ်ချုပ်ပါကျေနပ်ပါဒါဖြင့်စေနာတော်နဲ့ရှုလို့နိဗ္ဗာန်ရောက်ပါမလားလို့မမင်းနဲ့တော့ဒကာဓမ္မတို့သူနဲ့တွဲရပါချုပ်တယ်လို့မှတ်လိုက်ကြပါကောင်းကောင်းဘောပါလားဒီကဲတော့ဘောပါတော့မှဒကာဓမ္မတို့စေနာရိတ်ချုပ်ရချုပ်ကြောင်းအကျင့်ဆိုတာဘာပါလိမ့်မလို့မဲ့ခင်စေနာရိတ်ချုပ်ရချုပ်ကြောင်းကျင့်တာမဲ့ခင်သဘောကျအဲ့ဒါကြောင့်ခင်ဗျားတို့ကလောကီဘုံသားတွေဖြစ်ပြီးဒီကလာနေတော့ဩဒီစေတနာပဲအာကိုလိုက်ပါလေအမတမစိုးရိမ်ပါသ
သံဃာခရီးတယ်တွေမှာလဲစေနာသူ့နေရာနဲ့သူသုဒ္ဓနီးမှာခရီးတယ်နေရာမှာတော့ကောင်းတဲ့စေနာတော်တော်အကူအညီပေးတယ်ဆိုတာလဲမောင်နိုင်တို့ကိုမြင့်တို့ညှင်းဖို့မလိုပါဘူးတို့တော့သူ့အကျိုးပေးကိုကျွတ်တို့ကခံစားနိုင်မယ်ဆိုလို့ရှိရင်လည်းဒုက္ခသစ္စာပဲရမှန်ပါယုံနာပြန်ပေါ့မှန်ပါပေါ်ပြီလားပေါ်ခဲ့တော့လေကျွတ်တို့ဒီယုံနာပေါ်ရင်လည်းရှင်တော့ဥပိ္ပနာပဲသေပဲဆိုတဲ့သရာဝိဒုက္ခဒုက္ခသစ္စာဗျာတိပိဒုက္ခသစ္စာမရဏပိဒုက္ခသစ္စာကလည်းဆက်ပြတ်တော့မှာမဟုတ်ဘူးဒါဖြင့်စေနာချုပ်မှဇေယဇာတိကရာဗျာတိမရဏရောချုပ်ပါစေနာမချုပ်ရင်ဇာတိကရာဗျာတိမရဏချုပ်နိုင်မှာမချုပ်နိုင်ပါဘူးအဲ့ဒါကြောင့်ခင်ဗျားတို့ဇာတိတရားကြတော့သူ့ကိုဖြစ်တဲ့ပဲရှိရတယ်မှန်ပါရှင်းပါလားဘာလို့ကြဘယ်စေနာလာတာဘာလို့ပါကာယကံစေနာလာတယ်ဖြစ်ဖြစ်ဝိကံစေနာလာတယ်ဖြစ်ဖြစ်မနောကံစေနာလာဖြစ်ဖြစ်အကယ်မရှိတော့ပါဘူးဆိုလို့ရှိရင်ဖြင့်ကာမဝိပါကတဆိုတော့သူ့ရုပ်ရည်ကလာတော့မှာလာရင်နာယုတ်ပေါ်မယ်နာယုတ်ပေါ်လို့ရှိရင်ဩနာတိပါလာမယ်ပါခဲ့တော့ဗာသစ္စာတွေအဲ့ဒါကြောင့်ဒီကုန်းကျုပ်ဘုရားသခင်ကိုရဏကြီးကံကိုချုပ်အောင်ကျင့်ရမယ်ကံတို့ချုပ်ရမင်းတို့ရောက်သွားရမယ်ဆိုတော့အိုးဒီတိုင်းသွားလို့မရဘူးချုပ်ရချုပ်ကြောင်းကျင့်ကိုကျင့်မှာပဲဆိုတော့မဲ့ခင်နဲ့စေနာရှုမှရမယ်သဘောပါကြဘာနဲ့ပါရှုရမဲ့ခင်နဲ့စေနာတွေကိုဒကာဓမ္မတွေကပေါ်တိုင်းဖြစ်တဲ့တွေရှုပြီးဒီကရနေတော့မှဩသူဒီကစေနာဘာသစ္စာဖွဲ့ကြမယ်ဒါဖြင့်ဒုက္ခသစ္စာမြင်မှာပေါ့ဗျာသူကဖြစ်ပြသွားမလားအဲ့ဒီတည်းကခင်ဗျားတို့မလိုက်တော့ဘူးဆိုတာလည်းပါတော့လိုက်သေးရဲ့ဖြစ်ပြမြင်တော့လိုက်သေးရဲ့ဟောဒီနေရာရင်ဖြစ်ပြီဒီနေရာဖြစ်ပါလားဘုရားလိုက်သေးရဲ့အဲ့တော့ဒီလိုဖြစ်ပြရှုလိုက်တော့မှခေါင်းကခြာယာဝအနုပါယိနေဆိုလူသွားရအရေးလို့ပဲကံလိုက်နေတယ်ဆိုတာဒီသတ္တရာတွေကဒီဖြစ်ပြမဲ့နဲ့တွေ့တဲ့ဖြစ်ပြနဲ့ကြုံမှသာတယ်ဒကာဓမ္မတို့ခုနကအယူမှန်ရောက်ပြီတော့နဲ့မဟုတ်ရင်အယူမှန်ရောက်ပါကျွတ်တို့အဲ့နေကျွတ်တို့ကံကကျွတ်တို့စောင့်နေတာခင်ဗျားတို့ကဒီလိုယူပြလိုက်မယူဘူးလားအဲ့နေကွာကံကစောင့်နေတာဟုတ်လားကံကစောင့်တော့ကငါထားရတယ်မရှိဘူးယူလို့ဆိုအမကံတလွန်လောက်ထားတယ်ခင်ဗျားတို့ဟုတ်ဘူးလားကံကိုတလွန်အောင်မထင်ကြဘူးကျုပ်အိမ်ပြစ်ထားကြတာပဲဗျကျုပ်ကလည်းကျုပ်ဆိုဘယ်လိုမီးလာမလို့ဗျဟောဘယ်ဘယ်လိုလာရှုလို့ဘယ်လိုလာခိုးတော့ညညွှန်းလာကြကျုပ်ကအမြဲဆောင်ရှောင်နေတာဒီလိုသုံးတာသုံးတဲ့တိုင်းနဲ့ထင်တယ်ဗျမထင်ဘူးလားထင်တယ်ဒါဖြင့်သူဒီကာတကားပေါ်နဲ့သူအတ္တလည်းရှိတယ်ဒိဋ္ဌိလည်းရှိတယ်မှန်ပါမရှိဘူးလားရှိပါအဲ့ဒီလိုယူလိုက်တဲ့အခါကျတော့ဘုရားကအဲ့ဒါတွေဆိုရင်လည်းကံကိုချုပ်အောင်ကျင့်ရမယ်ကွာဆိုတာဒိဋ္ဌိချုပ်ချင်သဘောကျကံကိုဘာလို့ရမလဲဖြစ်ရှုမှသာရင်ကံချုပ်မှာမဟုတ်လားဆိုတော့ချုပ်ကြောင်းကျင့်မကျင့်မဲနဲ့ဖြင့်ဒီကမချုပ်ပဲတဲ့နေခဲ့တော့ဘုန်းကြီးဓမ္မတွေမှာခဏကအကျိုးပဲဆုံးနိုင်မှာမဆုံးနိုင်လို့ရှိရင်ဖြင့်အကျိုးပဲဆိုတာဘာလို့ဆိုတော့သံဃာလှဲ့တာအကျိုးပဲဆိုတာရှင်းပါအဲ့ဒါသံဃာလှဲ့တဲ့ဇက်ကဘ누구ခင်းတော်မဲတဲ့ခါကြလို့ရှိရင်အကျိုးပဲကကံကအကြောင်းအကျိုးပဲကအကျိုးအကြောင်းနဲ့အကျိုးဆိုတော့ဟောဒီကကံကကမ္မဝေါအကျိုးပဲကဝိပါကဝေါသဘောကျကံကအကျိုးပဲကဝိပါကဝေါထွက်လာပါပြီထွက်တယ်ဘူးလားကံကသုဒ္ဓခင်ဗျားတို့ချုပ်အောင်ဇာတိအောင်မကျင့်နိုင်လို့ရှိရင်ဘာဝထွက်လာမှရှင်ဝိပါကဝထွက်လာလို့ရှိရင်ဝိပါကဝတွေကကိလေသာဝအရင်တော့ကလှဲ့တယ်လို့ပေါက်ပွားတယ်ဥမဲ့ဆိုတော့ဝိဇ္ဇာနဲ့တဏှာဝိပါကဝထဲလာမလားလာခဲ့တော့ဝသုံးမလဲမလဲသဘောပါကြအမလေးဒါဖြင့်ဒကာဓမ္မတို့ဒီတရားခင်ဗျားတို့နားနိုင်လို့ရှိရင်ဖြင့်တော်တော့အထက်တန်းကြမှာနားနိုင်အထက်တန်းမကြရဲ့သဘောပါကြအထက်တန်းမကြလို့ရှိရင်ဒီဥစ္စာတခါတည်းခေါင်းငါရဟန်းဖြစ်တော့မှာပဲဖြစ်ပြီလားဖြစ်ပါဘူး။ဟောနေခေါင်းငါရဟန်းကဘာမှအကူကြမရှိတဲ့ဥစ္စာအခုအနတ္တကြီးပဲကမ္မကအလုံးနေဖို့ရှိတော်တယ်လို့ဒီလိုယူမလိုက်ဘူးလားယူမလိုက်ဘူး။ဒီမှာလည်းဓမ္မတွေသစ္စာတွေနားလည်ထားလို့ဝတ်သုံးပါးတွေနားလည်ထားလို့ဒီတရားကိုခင်ဗျားတို့နိဗ္ဗေရိကသုတ်ကိုနားနိုင်ကြမှန်ပါဘူး။နှုတ်ရင်နားနိုင်မှာဒါရင်ကိုတော့ဖြင့်
ကံရှိရင်ကံနောက်ကဘာဝလဲဝိပါကကိုပေါ်လိုက်ဝိပါကဝတဲ့ဘာပေါက်ပွားမယ်ထင်ကိလေသာကိုပေါက်ပွားရင်ကံခါထက်လို့ဒါရင်ဟိုသုံးပါလဲမလဲကောင်းကောင်းသဘောပါဒါဖြင့်ဘုရားကံတို့ချုပ်ရာဌာနလောက်ရမယ်ဆိုတဲ့ဥစ္စာကိုရှင်းတတ်ပါရှင်းတတ်ပါဘာကြောက်ချပါလိမ့်မလို့မေးတော့မှာဩဒီကတော့ကိုကံကိုချုပ်မြုပ်ထားပြီကလားကံကိုသိမှုကံဖြစ်ကြောင်းသိမှုဟုတ်လားကံတို့ဤထူးခြားပုံသိမှုကံတို့ဤကျိုးပေးကိုသိမှုကံချုပ်တာကိုသိမှုကံချုပ်တာချုပ်ချမ်းခြင်းကိုသိမှုဒါဟောတယ်မလားဟောတယ်လားဓမ္မတွေခင်ဗျားတို့ရှုပါလို့ခွန်ကြီးကသတိပေးလိုက်အကယ်စဉ်းစားကြည့်ကြပါလားဒိဋ္ဌိနဲ့တွဲနေတဲ့ကံဝိသိကိစ္စနဲ့တွဲနေတာကစေနာစိတ်ကိုကိုယ်စမှာကုန်ချင်တာပဲမှန်ပါဒိဋ္ဌိနဲ့တွဲနေတဲ့ကံမချုပ်ခဲ့တော့ဝိသိကိစ္စနဲ့တွဲနေတဲ့စေနာမချုပ်ခဲ့တော့တရားဓမ္မတို့သောတာပန်ကိုမသိနိုင်မှန်ပါသိနိုင်မှာမသိနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒိဋ္ဌိနဲ့တွဲနေတဲ့စေနာဝိသိကိစ္စနဲ့တွဲနေတဲ့စေနာမချုပ်ခဲ့သည်ရှိတော့သောတာပန်ပဲသွားရမယ်ကံကခုနကအပေရသွားတဲ့ကံလည်းရှိသေးတယ်ခုနကပြောခဲ့ပြီလားပြောပါဘူးနေဒိဋ္ဌံသွားတဲ့ကံလူပြေသွားတဲ့ကံမြမပြေသွားတဲ့ကံတို့ခုနကကံတို့ထူးခြားပုံတုံးကမောင်နိုင်လို့ကိုမြင့်လို့ရှင်းပေးခဲ့ပါပြီမှန်ပါအဲ့တော့သောတာပန်မှာပဲကံချုပ်ကြုံလို့မေးဖို့မလိုဘူးလေမှန်ပါအပေသွားစေတဲ့ကံချုပ်အစောအနုရွှဲဖြစ်မဲ့ကံနေချုပ်ပါကံကုန်မချုပ်သေးဘူးကံကုန်မချုပ်သေးလို့သူ့မှာတရားဓမ္မတို့ကိလေသာဝကျန်တို့ခွန်တော်ဘဝလှည့်သဘောကျကံတတိဘလို့များတရားဓမ္မတွေရက်ဆက်တယ်ဆိုတာလှည့်ပေးဖို့မပေါ်သေးဘူးလားရှင်းမလားဒါဖြင့်ရဟနာဖြစ်တော့ကံကကုန်မသွားဘူးလားကံတော့ရဟနာဖြစ်ပြီးနောက်ဘယ်ဘဝလို့လာသေးရဲ့အဲ့ဒါကံကုန်သွားတာသဘောကျဒါဖြင့်တရားဓမ္မတို့ဒီကံဒီဘယ်ခါရှုရမှာတော့ဆိုတော့မျက်လုံးလေးဖွင့်တာလေစေနာဘာလို့ဖွင့်မျက်လုံးလေးမိတ်တာအဲ့ဒါဖွင့်ကျင်တဲ့စေနာမိတ်ကျင်တဲ့စေနာပြောကျင်တဲ့စေနာတွေးကျင်တဲ့စေနာဆန်းကျင်တဲ့စေနာအကုန်သာဖြစ်ဖြစ်ရှုပါဖြစ်ဖြစ်ရှုပြီး၎င်းဖြစ်ဖြစ်တွေကိုငေါလို့၎င်းဖြစ်ဖြစ်ကိုဆုံးအောင်လို့ရင်စေနာဆုံးတာစေနာဆုံးလို့ရှိရင်ကံစေနာနဲ့ကံအတူတူပဲနော်စေနာဘိက္ခုကာမဝရာမိဆိုသောကြောင့်သူဆုံးတော့ကံလည်းဆုံးတော့အကျိုးပေးကိုဆုံးပါတပည့်ရအကျိုးလည်းဆုံးတော့သူနဲ့ပြောမဲ့ကိလေသာတော့အပေလေးပဲကြားတဲ့ကိလေသာတွေမဆုံးသေးဘူးလားအဲ့ဒါဘာခေါ်ကြမလဲဆိုတော့ဝတ်သုံးပါးကျွတ်သွားတာဘာခေါ်ဝတ်သုံးပါးမှာကံမှုတွေဗျရိပ်ပြီလားအဲ့ဒါပဲနိဗ္ဗာန်ချောအောင်လုပ်တာကမဉ္ဇဏ်သိချကျင်တာသဘောကျဒါရင်ဘယ်စေနာပေါ်လာတာဘာလို့อ่ะခမည်းတော်နားတဲ့ထားတာကတဲ့ဒီစေနာလေးကပြန်အောင်မိနော်ဟောစေနာပြန်ပေါ်ဒါသမထကိုဗျာသာဂနုတ္တိဗျာမကောင်းဘူးလားကောင်းတယ်ဟုတ်လားအကောင်းစေလားလို့မေးပြန်တော့အကောင်းစေတော့မဟုတ်ဘူးလေသူနောက်အမြင်မျိုးကာမဝဝိပါကဝလာအောင်မလားပဲဘူးလားအဲ့ဒါသမထလမ်းဆုံးကဗြဟ္မာပြေလို့ပြောထားပေါ့သဘောကျအဲ့တော့သာဂနုတ္တိလေးခမည်းတော်သမညဆရာသမားနဲ့တွေ့ရင်ဒါတော့နဲ့တင်းတင်တော့မတင်းနိုင်ဘူးလားတင်းတင်ခဲ့တော့ဒီမှာဒီတစ်ခါလူသလိုနောက်တစ်ခါအောင်ပြန်တော့ဒီကံရပြန်ပေါ်မယ်ပေါ်လို့ရှိရင်လည်းခမည်းတော်ကာမဝိပါကတဆိုတဲ့ကျိုးပေးရဆုံးမမဆုံးတဲ့တွေရှိတော့မဆုံးတာတွေသံဃာပဲမဆုံးတာဘာခေါ်ကြရှင်းမလားအဲ့ဒီတော့သာသနာ့တော်တရားကိုအစ်စ်ကိုဟောပါဆိုလို့ရှိရင်ဖြင့်ဒီစေနာချုပ်ပြောင်းမှကိစ္စပြီးမယ်နိဗ္ဗာန်ရောက်မှာနမောရင်သဘောကျဒါဖြင့်သာယနုတ္တိယသမထကံချုပ်အောင်ကျင့်ရတယ်လို့ကဝိပဿနာချမ်းသာလားလုတ်တတ်ကြလားဒါဖြင့်ဓမ္မတွေဘာရှုဝေဒနာရှုတဲ့ပုဂ္ဂိုလ်လည်းစေနာပါသွားတာပဲစိတ်ရှုတဲ့ပုဂ္ဂိုလ်ပေါ့စေနာခမည်းတော်ရှုနေတာဟူသည်ကံဖြတ်ကြည့်မှာသူ့ကိုသီးကရှုနေနဲ့တော့သဘောကျတကယ်စိတ်ရှုတဲ့ပုဂ္ဂိုလ်လည်းဒီစေနာပါသွားတာပဲဝေဒနာရှုတဲ့ပုဂ္ဂိုလ်စေနာပါဘူးရုပ်ရှုတဲ့ပုဂ္ဂိုလ်စေနာပါရဲ့ကြည့်ပဲလို့မှတ်လိုက်စမ်းပါသဘောကျဓမ္မနုပါဒနာရှုနေတဲ့ပုဂ္ဂိုလ်ရောပါရာကြီးပဲအဲ့ဒါကြိုက်တာတစ်ခုခုရှုစေနာပါရောချုပ်တယ်ကြီးမှတ်ရမယ်
ရှင်းမလားကဲယနေ့ဒီရင်တော်ကြပြီ